哪里搞定的？火力当中避，火力当中避。快点，包庇要带，包庇带。别不要，这个来的。RPG这边的 RPG。ရင်တော့ငါတို့စိတ်ထားတမိုင်းမောကုန်တင်တွင်ရဲ့စေတာသစ္စာတရားကိုငယ်လိုတန်ဖိုးထားအမှန်တရားမျက်နှာတို့အသက်ပမာလူငယ်မျိုးဆက်တင်များရဲ့တာဝန်ကျေစီမေနေလက်စင်ကံရဲ့တမိုင်းရဲ့မွေဆောင်း
ဆရာရင်နံပါတ်2ကရင်မောင်းစီတစ်ချက်ခေါ်ပြီးပါ ဟုတ်ကဲ့ပါတန် ဒီနေ့မှရဲဝင်အောင်နော် ဟုတ်ကဲ့ပါတန် စစ်သက်ဘယ်လောက်ရှိတော့ 6လပါတန်ကျွန်တော်ကပြည်သူစစ်မှုရဲ့အမှတ်စဉ်တစ်ကနေတင်နေစင်တာ အေးမင်းကိုတက်မှမူကချီးကျူးရကြအောင်ပြောမလို့ကွာ ဟုတ်ကဲ့ တက်ကွင်းထဲမှာတောက်လျှောက်ပြစ်ခံနေတဲ့ကြားတွေကအေးရအောင်မောင်းထွက်သွားလို့ငါရဲဘော်တွေတက်တာသွားတာကွာအေးရဲဘော်တွေကြောင့်ပဲရန်သူတွေပြန်ဆုတ်သွားတာမော်တော်ရင်လည်းထိခိုက်ပျက်စီးမှုအတော်နည်းသွားတယ်ကွာမင်းကိုပို့ပြီးချီးကျူးချင်တာဝင်းနေတက်ကဘိုးကြီးကိုရအောင်ကယ်ထုတ်သွားနိုင်တာပဲငါလည်းမင်းရဲ့လှုပ်ဆောင်ချက်ကိုအတိအမှတ်ပြုပါတယ်ကွာနေအောင်တက်မှမူကထပ်ပြောသေးတယ်မင်းတို့ပြည်သူစစ်မှုထမ်းရဲဘော်တွေကလှုပ်ဖြစ်တယ်အားကိုးရတယ်တဲ့ အဲ့လိုမျိုးပန်းလေးတွေကိုကျင်ကျင်နာနာနဲ့ယူပြီးချီရဲဆိုတာလူတစ်သိန်းမှာတယောက်တောင်မလုပ်ဘူးနော် အေးနော်အဲ့ချက်နဲ့ရင်ခိုင်လုံနေပြီ ပြီးတော့မမရဲ့မျက်လုံးတွေကကြည့်တဲ့ကျင်ကျင်နာနာအကြည့်တွေအဲ့အကြည့်တွေကငါရင်တွေကိုပို့ပြီးလှုပ်ခတ်စေရတာတွေးသားရင်ချလို့ရင်းနှီးနေတယ်လို့မျိုးတွေးရစကားပြောနေတယ်လို့မျိုးပေါ့ဟာ ဒါမဲ့တချို့ဆိုရင်အဲ့လိုရွယ်တူညီမလေးရှိရဆိုလို့ရှိရင်လည်းအဲ့လိုပုံစံပဲကျင်ကျင်နာနာပြောဆိုဆက်ဆံကြရမှာမဟုတ်ဘူးလား နေရလေဟာငါ့ရဲ့မျက်လုံးချက်တွေကိုကြိုးပြီးမဖြတ်စည်းစမ်းပါနဲ့ sorry ပါဟာငါကနင့်ကိုနားလဲနိုင်ဆုံးသူပါအထင်မလွဲပါနဲ့အဲ့တော့နင်ကဘာလုပ်ချင်လဲငါတို့ဘိုးကြီးငိမ့်ချက်မေကိုတွားမေးကြမလား ငါတို့စွန့်စားကြတာပေါ့ဟာဘိုးကြီးရတယ်သဘောကောင်းမိသားဆိုတော့ငါ့ရဲ့မိကုန်းတွေကိုသူလက်ခံပါပါ ငိမ့်ချက်မေနဲ့မေတစ္စာနမကနည်းနည်းတော့ဝေးတယ်နော် နေရလဲဟာငါတော့မှခင်သစ္စာကနေတက်တက်အောင်ဆိုပြီးဖြစ်သွားတာပဲလေ ကဲပါအဓိကတော့နင်သိချင်တာသိရဖို့ပဲမလားတားရအောင်ငါတို့တာဝန်မှုစီမှာခွင့်သွားတောင်းကြမယ် ရွှေကြီးမိတို့ဒီရဲကစောက်တွေကိုသမီးတို့တက်ခွဲတွေကိုပြန်ပြီးတော့ဖြတ်နေတယ်နော် ဟုတ် ညကြလို့ရှိရင်ဘိုးကြီးတေချာပြန်စစ်မှာနော် ဟုတ် တေချာဝေးပြီးလာအောင်ရော့လာမိတို့ဘာတရင်ပို့စရာရှိတော့လဲ ဟိုတာတရင်ပို့ကြရှိလို့ပါဘိုးကြီးကိုကြီးကိုရာကိစ္စလေးမေးချင်လို့ပါ ထိုင်လေးသမီးကပြောစရာမရှိဘူးမလားပြောစရာမရှိဘူးဆိုလို့ရှိရင်ပြင်မာရဲဆောင်နေနော်အိုင်ပါဘာတွေ့ထူးကိစ္စရှိလို့လဲသမီး ဟိုလေးဝေး ပြောစရာရှိရတာပြောပါလူချင်းတွေ့ပြီးတော့ပြောရလောက်တဲ့အထိအရေးကြီးတယ်ဆိုတော့ဘာကိစ္စများလဲ ဘိုးကြီးရဲ့ကိုကြီးကိုရာကိစ္စလေးမေးချင်လို့ပါဘိုးကြီးရဲ့ကိုကြီးကိုရာကိစ္စဆိုပေမဲ့လည်းဟိုတားအတွက်အရင်ရေးကြီးနေလို့ပါ သူ့ရဲ့ကိုရေးကိုရာကိစ္စမင်းဘွားအတွက်အရေးကြီးရဲဆိုတော့ဘာများလဲပုံမှန်ဆိုရင်တို့ကိုရေးကိုရာကိစ္စဘူးမှတော့မပြောတတ်ဘူးအမေရပါရဲ့ဖြည်းဖြည်းလို့ရတာရှင်ဖြည်းဖြည်းမယ်လေ ဟုတ်ဟိုဘိုးကြီးစီမှာညီမရှိလာရင် ဟ
တို့ဟိုးငယ်ငယ်လေးတော့ညီမတယောက်ရှိခဲ့ပါတယ်ဒါပေမဲ့ခုမရှိတော့သူကတို့ရဲ့ဘဝတွေကနေပျောက်ကွယ်သွားခဲ့တာကြာခဲ့ပြီကုံကုံပြောရရင်တို့ရဲ့အဖေရောတို့ရဲ့ညီမလေးရောတို့မျက်စိရှိမှတယ်တို့ဘဝတွေဖြောက်ခွဲသွားတာအဲကြောင့်မို့လဲတရားတင်နန်းသူတွေတို့ရဲ့ညီမလေးအရင်လိုမျိုးသဘောထားပြီးတော့ကိုကြီးဆောက်ရှောက်ပေးတာဒါဆိုဘိုးကြီးနဲ့ဘိုးကြီးညီမလေးနဲ့ဝေးသွားတာပေါ့နော် မဟုတ်ဘူးသူကတို့ရဲ့ဘဝထဲမှာဟုတ်တယ်မရှိတော့တာဘာလဲမင်းကတို့ရဲ့ညီမလေးဖြစ်ချင်လို့လားဟုတ်လေဒီကတင်နန်းသူတွေအားလုံးကတို့ရဲ့ညီမလေးအရင်နေလို့ပါပဲကွာအမေးစရာရှိသေးလဲမရှိတော့ရင်သွားရတယ်နော်ဟုတ်ကဲ့ဘိုးတက်ဘာလို့ငိုနေရတော့ဟဲ့မင်းရောဟာဘာဖြစ်လာလဲငါ့ကိုပြောပြပါဦးသူဘာပြောလိုက်တာလဲပြောပြမှာငါကူစဉ်းစားပေးလို့ရမှာပေါ့ဟာထမင်းစားတော့မှငါညီမလေးကိုမတွေ့ပါလားလို့စဉ်းစားရင်းနဲ့ထွက်လာတာခုတော့ထင်တဲ့အတိုင်းပဲအဲ့တပုံလေးကြည့်ပြီးတော့ထိုင်းကုန်နေပြန်ပြီမလားဆိုရတဲ့အတိတ်ကိုဒီကမပေးတဲ့ညီမလေးသိပါတယ်ဒါမဲ့လွမ်းရတာနဲ့ငိုရတာဆွဲလန်းနေရတာညီမလေးကိုရညီမလေးလည်းမသိတော့ပါဘူးမိုင်းမျိုးချထားလိုက်ပါညီမလေးရဲ့အတိတ်ကဘလို့အကြောင်းအရာမဆိုပစ္စုပန်အတွက်အကျိုးမရှိဘူးတဲ့အတိတ်နဲ့တူပြန်ပြီးကပ်ပါလာတတ်တဲ့အကုသိုလ်တွေဟာကိုတွေးရင်တွေးသလောက်အဖမှန်တလေးလေးနှိမ့်ဆက်နေတော့တာတတိလေးတော့ကတ်ထားလိုက်ပါညီမလေးရဲ့ကျေးဇူးပါမညီမလေးပစ္စုပန်မှာကောင်းဆုံးနေတိုင်းပါဟယ်လိုမေမေလားတားစင်းအောင်ဆင်းမိမေမေအခုတော့ရန်ကုန်မှာပဲပြန်တွဲထားပြီးရယ် တားအခြေအနေဘယ်လိုလဲဟုတ်လမ်းလျှောက်လို့ရောရလားဒီမှာအားလုံးကစိတ်ပူနေကြတာ
ရှောင်းလို့ရပါတယ်မေမေရဲ့စားပြီးတန်ရရကစားအချိန်ခဏပဲလမ်းလျှောက်ရခတ်တာပါအခုဆိုအရင်တိုင်းပဲဖြစ်နေပါပြီ တားရန်ကုန်မှာဆိုတော့လေဟိုခက်ခက်ကိုဆက်သွယ်လိုက်အောင်လေတားစိတ်ုံတက်တော့ကလည်းခက်ခက်ကိုမဆက်သွယ်ဘူးဆို ဒဏ်ရာအသေးမွားမလို့မပြောတာပါမေမေကဒီတစ်ပတ်ပေးရကြတာခက်ခက်စီသွားလိုက်မယ်လေ သွားမှာဗောတားရဲ့တားနဲ့ခက်ခက်ကသစိမ့်နေမှာမဟုတ်တာသူ့မှာမင်းကလွယ်ပြီးရွေးချယ်တဲ့အမရှိသလိုတားမှာလည်းခက်ခက်ကလွဲပြီးတော့ဘယ်သူမှမရှိဘူးလေကိုယ့်ရဲ့ဇနီးလောင်းဆိုတာရင်းနှီးအောင်နေရတယ်တားရဲ့တိတ်ဝေးလို့ရင်မကောင်းကြားလားတား မဝေးပါဘူးမေမေရဲ့တာဘက်ကသူနဲ့နေဖို့အတွက်အများကြီးစူးစမ်းနေပါတယ်အဲ့ဆိုဒါပဲတော့မေမေတာဖုန်းချလိုက်တော့မယ် မဲဟိုမှာအလှတွေပြင်းနေလို့ပါလားပေသွားမလို့လဲ ဟဲမတော့တောင်းဖို့မရှိဒါမဲ့လာမဲ့တူတော့ရှိ ဘာတူလဲပုံမှန်ဆိုလို့ရှိရင်အမကိုအဲ့တွေ့လာတဲ့သူလည်းမရှိပါဘူးတီးပြီလောက်ဆိုတီးပြီအဲ့တွေ့လဲလာမယ်အလှတွေလည်းပြင်ထားတယ်ဆိုတော့မစီကိုလာမဲ့သူကတာမန်လူတော့မဖြစ်နိုင်တယ်ဟုတ်တယ်မလား ဘဝရဲ့ VVIP လို့ပဲပြောရမှာပေါ့ဟိုအဲ့ဒီအကုန်လုံးကအမေကစီစဉ်တာပါကွာ ဘယ်လိုပဲပြောပါအမရဲ့ VVIP ဆိုတော့ရုပ်ကချောလားပေးရလဲ ဟိုရုပ်ကတော့ရှင့်လိုလောက်ချောချင်မှချောမှာပေါ့ဒါပေမဲ့ကိုယ့်ရဲ့ရင်ထဲမှာတော့ချောတာချက်တော့ပိုသေးတယ်ဟောဟို तू ကလည်းအရာရှိပဲလေတိမွေးကူးစရာပဲ ဟုတ်ပါပြီဒီလောက်ဆိုရပါပြီဒါနဲ့တို့အောင်အမကြွယ်ပြီးတော့စားပါလား တိတော့မတိသေးပါဘူးတိတ်မကြခင်ပေါ့မလေးရှင့်ရဲ့ကိုဖုန်းလာနေပြီမလားတော့ပြောလိုက်ပါအောင်သွား ဟယ်လိုကိုကို အော်ချောင်းရုံးပဲသွားအောင်ပါပဲခုမှတတိရတယ်ဆောင်ရောက်မှပဲစားကြပါဘူး တစ်မလားရှာလိုက်ရတစ်ရဲ့အဆက်တွေဘာလို့ဖြတ်ထားလဲဒီเจ้าမှာတင်တန်းတက်နေရလား ဟုတ်ပါတယ်ဘူးကြီးတခြားတော့ဘာပြောကြရှိသေးလဲမသိဘူးမရှိဘူးဆိုရင်သွားခွင့်ပြုပါ ကိုနင်းစီရှိကိုလာဖို့ကြိုးစားနေခဲ့တာကြားနေပါပြီနင်းစီရဲ့ဒါပေမဲ့ကိုမမျော်လင့်ထားတဲ့တိုက်ပွဲတစ်ခုရောက်သွားပြီးတော့ပေါင်မတရားရခဲ့ကံအားလျော်စွာပဲအသက်အန္တရာယ်နဲ့လွတ်ခဲ့ပါတယ်အခုတော့အခြေအနေကောင်းနေပါပြီအစင်သွင်းဖြစ်တဲ့ချိန်
ကိုနှစ်ယောက်ကိစ္စကိုဆက်ပြီးစီစဉ်ကြမယ်လေဟမ် ဒါနဲ့ရှင်စောစောရစကားပြောနေတဲ့တင်တန်းသူကဘာတူလဲဘယ်ရလဲရှင်နဲ့ဘယ်လိုလုပ်သိနေရလဲအစားရရသိရလား ဟုတ်တယ်အရင်တက်ကဆရာကြီးရဲ့သမီးကိုစာတင်ပေးခဲ့ပူတဲ့တပည့်မလေးတယောက်ပါ မမေသမီးကဇေယျနိုင်ကိုဘာတွေမကြည်မနှက်ဖြစ်နေတာလဲအဲ့ဒီနေ့ကသမီးသူ့ကိုစကားကောင်းကောင်းမပြောဘူးဆို သမီးရဲ့နဲ့ကိုတယောက်ကလာပြီးခလုတ်တိုက်တယ်လို့ခံစားနေရလို့ပါမမေရဲ့မမေသမီးကြောင့်မမေသိရမလားသမီးကဘယ်ရအောင်မစိုးရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားဖြစ်ချင်တာလေ သမီးကြီးကဘာတွေသိထားလို့လဲသမီးရဲ့ ဇေယျနိုင်ကြောက်အောင်လာတဲ့နေရာတင်တန်းသူတယောက်နဲ့အရင်ဆုံးတွေ့ရမမေသူတို့ရဲ့ပြောဟန်ဆိုဟန်ကမလေးရဲ့တုံ့ပြန်ဟန်တွေကမရိုးရှင်းလို့သမီးဘက်ကခံစားလိုက်ရတာ နေပါဦးအဲ့ဒီကောင်မလေးကဘာတူလဲသမီးသိလား တက်တက်အောင်လဲမမေတောင်ကြီးမှာတော့မမေဇေယျနိုင်နဲ့တွေ့ခဲ့တယ်ဆိုတဲ့တယောက်ရဲ့နာမည်ပဲ အဲ့ဒီကောင်မလေးကတကယ်ပဲသမီးရဲ့တင်တန်းသူဖြစ်နေတာလားဟုတ်လား အဲ့ဒါပဲသမီးရဲ့စိတ်ကိုကတိကောင်ဖြစ်စေတာပဲမမေရဲ့ရှင်ပြိုင်လို့မသိတဲ့သူဖြစ်နေတာလေသမီးစိတ်ကိုဘဝင်မကျဖြစ်စေတယ်အဲ့ဒါကြောင့်ပဲသမီးဘက်ကဇေယျနိုင်ကိုမရေမရာဖြစ်သွားတာ ကဲပါသမီးရဲ့ငါသမီးလေးဂုံတိတ်ခါအတွက်အစအစအရာရာတိမ်တိမ်မွေ့မွေ့ဖြစ်အောင်မမေအားလုံးတယောက်တည်းစီမံလိုက်ပါမယ်မမေသမီးလေးဘာမှစိတ်မပူနဲ့စိတ်ထဲမှာပျော်အောင်မဲနေကြားလား မမေတိဖို့ကသမီးကစိတ်ထဲမှာမရှင်းဘူးဆိုရင်ဘာမှမလုပ်ဘူးနော်မမေ အေးပါသမီးရဲ့ ဟ
ဟယ်လိုကိုကြီးဘာလုပ်နေလဲရှေ့တန်းရောက်သွားပြီလား တိုက်ဆိုင်ရတာညီမလေးရယ်ကိုကြီးကလေဒီနေ့ကတနင်္ဂနွေနေ့ဆိုတော့ညီမလေးစီကဖုန်းလာမလားဆိုပြီးမျှော်နေတာညီမလေးကိုကြီးခုရောက်နေတဲ့နေရာလေးညီမလေးသိရင်ရမ်းအံ့ဩပါမှသိလား ကိုကြီးကဘယ်ရောက်နေလို့လဲ ကိုကြီးတို့ကတ်မလူကိုစပြောင်းခဲ့တဲ့အချိန်တုန်းကလမ်းဘေးနားလေးမှာညီမလေးဖဲချိုးဝိုင်းအောင်လေးခြီခဲ့တဲ့အပင်လေးရဲ့နားကိုရောက်နေတာ ကိုကြီးကဘာတို့ဘာသားလောက်တာလဲ ရင်နန်းနဲ့ပါလာလေညီမလေးရယ်ညီမလေးကိုလွမ်းတာနဲ့ဒီနေရာလေးကိုလွမ်းပြေးလာကြည့်တာ ကိုကြီးကမှောင်မမိသေးလို့လား မှတ်မိတာပေါ့ညီမလေးရယ်ပန်းလေးတွေရောပန်းပင်လေးတွေရောမရှိတော့ပြင်မယ်ညီမလေးခြီခဲ့တဲ့ဖဲချိုးဝါလေးကိုအဲ့ဒီအပင်လေးရဲ့နားမှာတွေ့တော့ကိုကြီးတေချာလေးသိငယ်ရယ်နော် ကိုကြီးကလည်းတားငိုတော်ငိုကျင်လာပြီဒါလည်းကိုကြီးကိုအရန်လွမ်းနေသိလား ကိုကြီးလည်းလွမ်းတာပေါ့ညီမလေးရယ်ဩညီမလေးဒီညလေးကိုကြီးဥထုံးကိုသွားကြတော့မယ်သိလား ကြော့လေကိုကြီးကြော့ပြီးရောဘာပြောမှလဲတားလို့ကြောင်းလား ဘယ်ကမလဲအဲ့ထက်အများကြီးပူတာပေါ့ညီမလေးရယ်ကိုကြီးညီမလေးကိုလက်ထပ်ယူမယ်ဆိုတဲ့အကြောင်းပြောပြီးတော့သွားပြီးခွင့်တောင်းပါ ဟာကိုကြီးကလည်းချက်စရာကြီးဒါပဲနော်ကိုကြီး ပြီးရောညီမလေးအဲ့ဆိုကိုကြီးနောက်မှဖုန်းဆက်လိုက်မယ်နော် ဦးလေးတို့ကျွန်တော်ရေဝဲရမှာဦးလေး ဟာရုံးရောမင်းကယူနီဖောင်းနဲ့ဆိုတော့ကွာငယ်ရုပ်မှတ်မိရောမနေ့ကြည့်ရကဲလားဝင်ထား ဟုတ်နေကောင်းရလားဦးလေး အေးကောင်းပါလေကွာကောင်းပါလေမင်းတက်တဲ့ကိုပြည်သူစစ်မှုထမ်းပတ်စင်တစ်ထဲကဝင်သွားတယ်ဆိုတာသမီးပြပြတော့ငါသိပြီပါပြီထောက်ဖို့ပဲနေပါလားကွာဟာတူတက်ချက်တော့ဖြစ်နေပြီပဲမင်းပြည်တီတော်တော်ဝမ်းသာပါ ဟုတ်ပါတယ်ဦးလေးဖေဖေနဲ့ညီလေးရဲ့တဲ့ရင်ကိုဦးလေးလည်းကြားပေးပြီထင်ပါတယ် အေးကြားပြီပါကွာပွဲနှွှဲလာတဲ့ခတ်ကျွဲဂျူချက်ကမနေဆိုသလိုပေါ့စစ်သားတယောက်ရဲ့ဘဝတိုင်းပြည်နဲ့သက်ဆိုင်နေကြားကစားငါလည်းမြေရောင်ကြားမိတယ်ဒါနဲ့မင်းရက်စောက်ကိုဘယ်လိုရောက်လာလဲ တောင်ခမ်းဒေသဘက်ကိုထွက်တဲ့စစ်ကြောင်းလိုက်ပုံရောက်လာတာဦးလေးအရှင်တန်းကတော့ဒီဘာတို့တက်နေမှာပဲခဏရက်ထားတယ်ကျွန်တော်ဦးလေးရှင်မရအောင်လာခဲ့ မရအောင်လာခဲ့တာဆိုတော့မင်းကတော့ဒီလိုလာပြီးနှုတ်ဆက်တက်တယ်လေလားမင်းကွာစစ်စင်တော့အရေးကြီးနေတဲ့အချိန်မှာဖုန်းဆက်လိုက်လေရပါတယ်ကွာ ဦးလေးပြောတာမှန်ပါတယ်ကျွန်တော်ကဦးလေးနဲ့လူချင်းတွေ့ပြီးတော့ခွင့်တောင်းစရာလေးရှိလို့ပါ ဘာများလဲကွာ ဦးလေးနားနဲ့မနာဘဝနဲ့နာပါနော်ကျွန်တော်နဲ့တစ်တစ်နဲ့ကမြတ်တာမျှနေကြပါပြီပြီးတော့တစ်တစ်ကိုလည်းကျွန်တော်ဘဝရဲ့ထာဝရလက်တွဲပေါ်ဖြစ်နေပြီးချက်ထားပါတယ်အဲ့ဒါဦးလေးကျွန်တော်တို့နှစ်ယောက်ကိုသဘောတူပေးဖို့ကျွန်တော်ခွင့်တောင်းခြင်းလို့ပါ မင်းရတယ်ကွာငါသမီးနဲ့မင်းနဲ့ရေးစားဖြစ်နေပြီလက်ထက်ခွင့်ပြုပါလို့ပြောလဲပြီးနေတာပဲဟေးငါစဉ်းစားမယ်ကွာပြီးရင်မင်းမေစီကဖုန်းဆက်လိုက်မယ်ဟုတ်ပြီလား ဟုတ်ကဲ့ဦးလေးဦးအဲ့ဆိုကျွန်တော်ဦးလေးတခါကြတော့ခိုင်းလိုက်မယ် ဟုတ်ပြီစိတ်ချမ်းသာခြင်းကိုယ်ကြမ်းပါခြင်းပြည့်စုံပါစေဘေးအန္တရာယ်ကင်းရှင်းပါစေနော်ကျေးဇူးရှင်မိခင်ကိုလည်းဒီတပတ်တစ်စုံစိတ်ချမ်းသာအန္တရာယ်ကင်းကင်းနဲ့ပြုစုဆောက်ရှောက်လို့ကြွေးနိုင်ပါစေကွာ ပြေးရစုနဲ့ပြေးပါစေဦးလေး တစ်တစ်အောင်ရဲ့စိတ်ဓာတ်လေးကအေးဆက်ပြီးတော့တိတ်ဆိတ်တဲ့သဘောတော့ရှိပါတယ်အမရဲ့အားကြောင့်အမရဲ့စိတ်ထဲမှာဘာမှခက်ခဲမနေနဲ့တော့ကြနေအမထင်ထားသလိုမျိုးဖြစ်မလာဘူးဆိုရင်အမစိတ်မကောင်းဖြစ်နေအောင်မယ် ဒါပေမဲ့ညီမလေးရယ်
မိန်းမတွေရဲ့စက်တမအာယောကယောက်ျားရဲ့ထက်တော့ပို့ပြီးတော့တိကျမယ်ထင်တယ်အမရဲ့ဇလန်မှာအဲ့တစ်တစ်အောင်ဆိုတဲ့နာမည်ကပေါ်လိုက်ပျောက်လိုက်နဲ့ခလုတ်ကန်တင်းတို့လာလာညှိနေခဲ့တာအနာယူရမယ့်ကလေးတော့မဟုတ်ဘူးပေါ့လေဒါမှလည်းဒီတိုင်းလွတ်ထားလောက်တဲ့တီးရောအန်ရဲ့ကင်းတယ်လို့အမမထင်ဘူး မိုင်းစိတ်ထဲမှာဘာမှခံစားမနေပါနဲ့အချိန်ကြီးကသူ့အလိုလိုစကားပြောသွားလိမ့်မယ်လူဘဝမှာကိုစိတ်ပူတယ်လို့မျိုးဖြစ်မလာတဲ့အရာတွေဟာအများကြီးပဲမလားမိုင်း အမအဲ့လိုမျိုးအချိန်ကစကားပြောလာမှမျိုးမဆောင်တတ်ဘူးညီမလေးအချိန်ကြီးကြာသွားပြီးရဲ့နောက်စကားတွေတော့ပြောလာပါတယ်ဒါပေမဲ့ကိုမကြားချင်တဲ့စကားတွေဖြစ်နေမှမျိုးအမလုံးဝလက်မခံနိုင်အဲ့ကြောင့်ငယ်ငယ်လေးကလေးကကိုယ်စိတ်ထဲမှာမရှင်းဘူးဆိုရင်ပြက်ပြက်သားသားဆုံးဖြတ်စရာရှိတာဆုံးဖြတ်တယ်ပြောင်းလဲစရာရှိတာကိုလည်းပြောင်းလဲခဲ့တယ် ဆရာမဘယ်လိုကောက်ခေါ်မယ်နော်တိုင်းသွေးတင်နော်မျိုးဝနထွန်းကောင်းစစ်သွေးမေတ္တစာတစ်ဖိုးပွင့်ခိုင်ဣယေရနာမေတ္တစာနှစ်ရောက်ဆက်ခေစွမ်းဆောင်ဤစီအောင်မြင်အောင်လုပ်ကန်ဒီဆရာမရဘော့ကတွေပေးမယ်နော်ဆရာမစီလာယူမယ်စင်တစ်မေတ္တစာတစ်တော်တယ်နော်ဆက်ကြိုးစားမယ်စင်နှစ်မေတ္တစာနှစ်စင်သုံးဖြိုးဝေလွင် မိလားထိုင်ဟာဟိုကနန်းကြီးတုတ်တွေလုတ်ပေးတာစော ဒီနေ့ကျူရှင်မသွားခင်တမီမမေနဲ့ဖွားဖွားကိုတောင်းဆိုစရာရှိရယ် ဘာလဲမဘိုးဘိုးတောင်းကျင်လို့လားတမီးက မဟုတ်ဘူးမမေတမီနာမည်ပြောင်းချင်တာ ဘာဖြစ်လို့နာမည်ပြောင်းကြရတာလဲမြီးလေးရဲ့မေသစ္စာဆိုတဲ့နာမည်လေးရလေဟိုဖေဖေတို့မေမေတို့ကဦးဦးပြပြပေးထားတဲ့နာမည်လေးလေမြီးရဲ့ဘာဖြစ်လို့ပြောင်းကြရတာတော့ တမီးဘာကြောင့်နာမည်ပြောင်းကျင်လဲဆိုတာကိုအကြောင်းအရာတွေမမေတို့ပြောပြမှဖြစ်မှာပေါ့ဒါမှမမေတို့လူကြီးတွေကစဉ်းစားပြလို့ရမယ်လေဘာဖြစ်လို့ပြောင်းကျင်တာတော့ မေတ္တစာဆွဲနာမည်ကကျောင်းမှာ2ယောက်ဖြစ်နေတယ်တမီကမေတ္တစာ2ပေါ့ဆရာမကရိုးကောခေါ်တိုင်းမှာမေတ္တစာ1လို့ခေါ်ခံနေရတာကတမီမေတ္တစာ2ရှိနေလို့ပဲမမေပြီးတော့တမီကမေတ္တစာ2လို့အခေါ်မခံချင်ဘူးအဲ့မေတ္တစာရှိနေတယ်မြတမီကလည်းနံပါတ်1တမားပဲဖြစ်နေမှာ ဟောကဲတမီးလေးရတယ်နာမည်တူရှာလူတူမရှာတဲ့ဘာဖြစ်လဲတမီးရဲ့နာမည်တူတော့လဲ နံပါတ်1ဆိုတာမကောင်းမမေကျောင်းမှာလပတ်စာမေးပွဲတိုင်းမေတ္တစာ1ကအမြဲအဆင့်1ရပြီမေတ္တစာ2ကျတော့အဆင့်2ပဲအမြဲရနေတာတငယ်ချင်းတွေကပြောရဲနင့်ဟာနာမည်စီးတာတဲ့ ညီလေးရဲ့နာမည်ပြောင်းလိုက်တော့ညီလေးကအဆင့်တစ်ဖြစ်လာမှာတဲ့လားသမီးလေးရဲ့ ဟုတ်ကားပဲတမီးရ လူကအဓိကပါသမီးလေးရဲ့ ဖွားဖွားနဲ့မေမေစောင့်ကြည့်လိုက်ပါဒီလစာမေးပွဲမှာနင့်စီခတ်ကအဆင့်1ရလိုက်မယ် နင်းစီကဘာဖြစ်လဲ တမီးပဲလေမေမေလှကျင်တယ်မွေးကျင်တယ်ထက်မြက်ကျင်တယ်အဲ့ဒါကြောင့်ပဲနင့်စီခတ်ကိုတမီးနာမည်အဖြစ်ရွေးလိုက်တာဖေဖေပေးထားတဲ့နာမည်ကတော့ရှင်ထဲမှာပေါ့နင့်စီခတ်ကမေတ္တစာပေါ့အဲ့ဒါမမေကနင့်စီခတ်ဆိုတဲ့နာမည်ကိုတရားဝင်ပြောင်းပေးနော် နေဦးနာမည်ကိုလွယ်လွယ်ပြောင်းလို့မရဘူးလေသမီးရဲ့ဘေးရင်လေးပါလေးမေးရတယ်နင့်နာမကြိုက်လို့ရှိရလေဒုက္ခရောက်နေမှာနော်မိ ဟုတ်တယ်တမီး နိုင်နာကိုက်ဖို့ထက်ယုံကြည်ချက်ကပိုပြီးအရေးကြီးရပေါ့ပါတမီးကတော်ကျင်တယ်ထ
ထက်မြက်ချင်တယ်ပြီးတော့စိတ်ဓာတ်တွေမာကြောချင်တယ်ကဲနေ့စီကသွားပြီနော် ဟဲ့စားသွားအောင်လေသမီးလေးရဲ့ဟဲ့ဟောဒီကလေးနဲ့ကဲမမီနင်းစီခဲတဲ့ ကိုကတွေထွက်တယ်နော်ဆင်မကကိုကဝေးပေးမယ်ဆင်စီလာယူမယ်နော်စင်တစ်နင်းစီခက်စင်တစ်မေတ္တာနိုင်ငံချစ်တဲ့စိတ်ချတွေလက်စင်ကဝေခံတိုက်စီ ကြောက်တာလို့မကြောတဲ့စိတ်ကြံခိုင်နေစင်လာမျိုးစံ ဖေဖေမမသိအောင်တမီဖေဖေကိုလိုက်ရှာနေတယ်ဖေဖေတမီတို့ငယ်ဘဝနေခဲ့တဲ့တက်မှာဖေဖေနဲ့ညီမလေးတို့မရှိကြတော့ဘူးဆိုတဲ့သတင်းပဲရခဲ့တယ်ဘယ်ကိုရောက်သွားကြသလဲဆိုတာကိုစုံစမ်းလို့မရခဲ့ဘူးစိတ်ပူတယ်ဖေဖေရဲ့ဖေဖေတက်ရှိထင်ရှားရှိသေးရဲ့လားညီမလေးရောဘယ်မှာရောက်နေလဲဖေဖေကထာဝရစစ်သားလုံးမဲ့သူဆိုတော့တက်ထဲမှာပဲရှိနေဦးမှာပါနော်လွမ်းနေစေပါဖေဖေနဲ့ညီမလေးရဲ့ ဟုတ်ပါရဲ့ငါအဲ့တော့ဆိုနင့်ကိုငါမပြောလိုက်ရတာငါ ဟုတ်တယ်လန်ဒီအန်ဒီသမီးကလေကျောင်းတော့အောင်သွေးအရန်ကောင်းတာကျွန်တော်တို့လင်မယားတော့ तू အောင်သွေးပေးတာ ဟုတ်တယ်ရှောက်ပြောရမင်းနဲ့မဟုတ်ဘူးမမေရဲ့ तू ကရှောက်ပြောနေတာ သူ့ကြောင့်လေအတွဲအများကြီးပဲကျောင်းမှာဖြစ်သွားတာ မင်းတော့လည်းဖောက်ပေါက်ပန်းညုံလုံးနေ မေဟုတ်တယ်အဲ့တိုင်းပဲစိတ်ကလေ တော့ရစိတ်ထူလားပြောပါမငါမင်းရဲ့ပုံရခင်းနေဦး မေကတည်တယ်မေသမီးကြောင့်မေသိဆုံးပဲ မမေသမီး မမေဒီနေ့ဖေဖေမွေးနေ့လေမမေမေ့နေရလား Facebook ပေါ်မှာ birthday wish လေးပါလေးလုပ်လိုက်ပါဦးဖေဖေတွေ့ရလဲဝမ်းသာတာပေါ့ အော်သမီးကဦးတို့တမျိုးထင်နေဖြစ်တယ်ဦးတို့ကငယ်ငယ်ချင်းနေပါသမီးရဲ့ပြီးတော့လေဦးရဲ့အမျိုးသမီးနဲ့သမီးရဲ့အမေကလည်းတငယ်ချင်းနေပဲ အားနာလိုက်တာတကယ်ချင်း ရပါတယ်ဟာကိစ္စမရှိပါဘူးဟိုအိမ်ပြန်ရောက်ပါပဲလေနေ့တငယ်ချင်းကိုပြန်ပြောပြပြီးတော့ဟာသားပြန်လုပ်အောင်မယ်ငယ်တော့ပြန်မယ်ဟာ အေးတကယ် ဟောသမီးဦးပြန်လိုက်ပါအောင်မယ်အော်အနီကျွန်တော်ခွင့်ပြုပါဦး အေးကွယ်အေးကွယ်အေးမမေတမီးကိုလားစုံနေနဲ့နော်ဒါတမီးဖေဖေအတွက်လုပ်တာမမေဖေဖေနဲ့နေစင်းရဲမှာဆိုလို့လင်မယားကွဲနေတာတမီးလက်ခံတယ်ဒါမဲ့နောက်ထပ်အဲ့လိုယောက်ျားရည်နဲ့ပတ်သက်ဖို့ဒီမမေလှုပ်လာရင်တော့တမီးလုံးဝတီးခတ်မှာမဟုတ်ဘူးနော် ညီလေးသမီးကြီးဟောတော့ အေးစကားပြောတာတင်းမာလိုက်တာကွယ်ရိုင်းတယ်လို့ပဲနော်ငါသမီး ထားလိုက်ပါမမေရဲ့သူတို့တွေကအဖေကိုသိချစ်တဲ့သမီးတွေလေ ညီလေးဘာစကားတွေပြောတာလဲညီလေးရဲ့ညီလေးဖေဖေကလေတက်ထဲကမထွက်လို့မြည်မိမင်းနဲ့ကွဲသလိုတော့ဖြစ်နေကြပြီအဲ့ဒါညီလေးကတက်ထဲကိုဝင်မယ်ဟုတ်လားမြည်ဟမ် သမီးကြီးညီဟာဘွဲ့ရပြီလို့ဒီပလိုမာအတူအထွာတွေလည်းအများကြီးရပြီးနေပြီသမီးပြောနေတဲ့စီးပွားရေးလုပ်ငန်းရှင်လုပ်မလို့ဆိုအဲ့ဒီရွယ်ချက်ကဘယ်ရောက်သွားလဲညီ တမီးကဥစ္စာကောင်းမမေဘာတွေဘလို့ပဲဖြစ်ဖြစ်အချိန်တိုင်းတိုက်ကပြန်ခေါ်တယ်ဆိုတဲ့စကားမျိုးမမေနဲ့ဖွားဖွားကြားဘူးတယ်မလား ပောက်ကရည်မြည်လေးရဲ့ဘယ်တိုက်ကပြန်ခေါ်တာတော့ဘယ်ကဥစ္စာဆောင်တော့မအူးမချုပ်ကွယ် စစ်သားမိသားစုကအချိန်တိုင်းစစ်တပ်ထဲပဲပြန်ရောက်ရတာကိုပြောချင်တာပါဖွားဖွားရဲ့
မေတမီးမနေ့ကလမ်းလျှောက်တော့စစ်သားတွေအပြည့်တင်ထားတဲ့ကားကြီးဘေးနားနေဖြတ်လျှောက်မိတယ်အဲ့ချိန်မှာလေတိုင်းဖေဖေကိုအရန်လွမ်းမိသွားတာတကယ်ကိုအရန်လွမ်းမိသွားတယ်မမေရဲ့ငငယ်တော့ပုံရိပ်တွေရလဲလေခေါင်းထဲမှာဖြတ်ခနဲ့ပဲအဲ့အလွမ်းဘာနဲ့မှမတူဘူးမမေရဲ့တမီတက်ထဲပဲဝင်မယ်စစ်သားမိသားစုကအချိန်တန်စစ်သားပြန်ဖြစ်ရတာပါပဲမမေရဲ့တိုက်ကလာလို့တိုက်ကပြန်ခေါ်တယ်လို့ပဲဖွားဖွားနဲ့မမေမှတ်ထားလိုက်ပါ မြည်လေးရဲ့ ပြောမနေနဲ့တော့မမေဒီဟာတော့စိတ်ဆင်းရဲမနေနဲ့တော့သူတို့သွေးတွေကမွေးရပါစစ်သားသွေးဖောက်ထုတ်လို့လည်းမရဘူးအစ်စ်လဲပြစ်လို့လည်းမရတော့ဘူးမမေ တက်ထဲရောက်ခရေကဖေဖေနဲ့ညီမလေးကိုလိုက်ရှာခဲ့တာငငယ်ကလေးကအမှတ်တမဲ့နေခဲ့ပြီးတော့ဖေဖေကိုယ်ပိုင်နံပါတ်ကိုလည်းမမှတ်မိခဲ့ဘူးဖေဖေပြောင်းသွားတဲ့တက်ကိုလည်းမသိခဲ့ဘူးဒါကြောင့်လူလွတ်ရှာရတာခက်ခဲခဲ့တယ်ဖေဖေရဲ့ဒါမဲ့တမီအားမလျော့ပါဘူးဖေဖေနဲ့ညီမလေးအပေါ်မှာစစ်မှန်တဲ့ချစ်ချင်းမြတ်တာရဲ့စွမ်းအားကြောင့်သူတော်ကောင်းတွေကဖေဖေနဲ့ညီမလေးရှိတဲ့နေရာပို့ပေးမယ်လို့တမီးယုံကြည်ပါတယ်ငါသားရထောက်ဖို့တက်ရောက်တာတော့မှစစ်တက်ရသေးတာလားတားဖေပြောခဲ့ဘူးလို့ပြောရရင်တော့ကြည်လိုက်တယ်ဆိုရမှာပေါ့ဟုတ်လားတား အမေပြောတာမှန်တယ်သိလားတားကလေအရက်သားဘွားမှာတော့နေစစ်တိုက်ခဲ့ရတာဆိုတော့အဖေပြောသလိုပဲကြီးလိုက်တယ်ပေါ့ဒါမဲ့မေဟိုးရင်အဖေတို့ခေတ်ကထောက်ဖို့တက်တယ်အောင်မှစစ်တိုက်ခဲ့ရသေးတာပဲလေအခုခေတ်မှာတော့မဆန်းတော့ပါဘူးမေအဖေရသိလားမေရှေ့တန်းမှာဘယ်လိုလေယုံတက်မဆိုအားလုံးကတသားတည်းပဲချကြပြီဆိုရင်လည်းအတူတူပဲဦးစားပဲဆိုတာမျိုးပေါ့ဟုတ်လားတား ဟုတ်တယ်ဦးစားဘက်ကအတိတ်ပဲဟိုကတအိုးထဲမှာယုံကြည်ကြည်နဲ့စားကြရင်တစ္ဆာပြရတာဟိုတယောက်နဲ့တယောက်အသက်ပေးပြီးကာကွယ်ကြတာဟိုကဦးစားဘက်ရဲ့နှစ်တာပဲလေဟုတ်တာပေါ့ဒါမှန်တာပဲလေတားရဲ့အော်ဒါနဲ့ငါသားကြီးကဟိုဒုတက်ချက်ဖြစ်ပြီဆိုတာညံလိုက်တာတားရဲ့ဟုတ်တယ်မေဟိုဒါတတိရှိရှိလုပ်ခဲ့တာတွေသူတို့ကကြည့်ပြီးတော့အဆင့်တိုးပေးလိုက်တာအဆင့်တိုးပြီးတော့လာစားပါတိုးတာဗောအဖေဒါကြောင့်မလို့ဒါမုံနေဝယ်ပြီးအမေကိုလာကြွားတာဟုတ်လားသားတားပြန်လာမယ်ဆိုတော့လေအမေကငါသားကြီးကြိုက်တဲ့ဟိုငပြေမစီပြန်လေးကိုမကြီးနှစ်လေးနဲ့ချက်ထားတာတော့အတိုးချပြီးစားပြီးတော့စိတ်ချမယ်စားမယ်နော်အေးတိုင်းအမေဖုန်းလေးယူပေးပါဟုတ်ပြီဟုတ်မေဒီမှာဦးလေးဦးထုံးစရာဖုန်းလားခဏအမေပြောလို့ရပြီဟုတ်ကဲ့ဘိုးလေးထုံးပြောပါရှင်ကဲတမို့ကြီးကျုပ်အထွေအထူးဒီတန်းကြီးချွေမနေတော့ဘူးဗျာကျုပ်ကသမီးရှင်ဆိုပေမဲ့ဥဆောင်ပြီးပဲပြောရတော့မှာပေါ့ဟုတ်ကဲ့ဘိုးလေးပြောပါရှင်ဒီလိုပါအေးရသမီးငယ်နဲ့ခင်ဗျားတောက်မောင်ရဲတို့ကကြိုက်နေကြပြီတဲ့မောင်ရဲနဲ့ခင်ဗျားတို့ဆိုတာကလေကျုပ်တို့နဲ့တွေးတော့ညီကိုမိသားစုတို့ဖြစ်နေကြပြီဆိုတော့ကျုပ်ဘက်ကငင်းစရာအကြောင်းတော့မရှိပါဘူးဗျာပြီးတော့ဖေသူစစ်သားတွေဖြစ်နေကြတဲ့အတွက်ကျုပ်ကပို့ပြီးတော့သဘောတူနေတယ်အဲ့ဒါဆိုဘလို့ဆက်ပြီးဟိုစီမံဆောင်ရွက်ပေးရမလဲရှင်ဟိုအာမနာတန်းသာပြောပါတပင်းငယ်တင်နန်းစင်လို့တောင်းဝင်ကြပြီးတနစ်ပြရတယ်ကျုပ်တို့ပေးစားမယ်အခုခင်ဗျားနဲ့ဖုန်းပြောတာကလည်းစိတ်သက်ကြောင်းလန့်လိုက်တာပဲသဘောပေါက်လားဟုတ်ကဲ့ဘိုးလေးသဘောပေါက်ပါပြီရှင်ကဲသဘောပေါက်ရပြီဗျာဒါပဲကိုကျုပ်ဖုန်းချလိုက်တော့နော်ဟုတ်ကဲ့မိကျူးစမ်းမအောင်ရောက်ကမကလေသဘောတူပြီးပြောတာနဲ့ဖြစ်သွားတာရမ်းမယ်မင်းကလည်းပြောတာဟုတ်မင်းကဟုတ်ပါပြီပြောပါ
တစ်တစ်အောင်ဆိုတာမင်းလား ဟုတ်ပါတယ် နင်ဘိုးကြီးစေရနိုင်ကိုသိတယ်မလားမင်းနဲ့ဘိုးကြီးစေရနိုင်နဲ့အရင်တော့ပတ်သက်ခဲ့ဘူးကြတယ်အန်တီအခုသိချင်တာအခုချိန်မှာမင်းနဲ့ဘိုးကြီးစေရနိုင်နဲ့ဘလောက်အတိုင်းတာထိပတ်သက်နေတယ်လဲဆိုတာပဲ ကျွန်တော်ဘိုးကြီးစေရနိုင်နဲ့မပတ်သက်တော့တာကြာပါပြီအနီဘာများသိထားတာရှိလို့လည်းမသိ ဘိုးကြီးစေရနိုင်ကဒီယူလိုင်းနဲ့မင်းနဲ့ပြန်ဆုံတယ်လို့အန်တီကြားတယ်အဲ့ဒီအတွက်လေအန်တီသမီးကအရန်စိတ်အနှောက်အယှက်ဖြစ်နေရတယ်အန်တီသမီးကဘိုးကြီးစေရနိုင်နဲ့လက်ထပ်မဲ့တယ်အဲ့တော့မင်းဘိုးကြီးစေရနိုင်နဲ့ထပ်ပြီးမပတ်သက်ပါနဲ့ ကျွန်တော်ဘိုးကြီးစေရနိုင်နဲ့မပတ်သက်တော့တာကြာပါပြီကျွန်တော်ဒီလောက်ပဲပြောနိုင်ပါတယ် နင်းနဲ့ဘိုးကြီးစေရနိုင်ရောလွန်ခဲ့တဲ့2နှစ်ကျော်3နှစ်ကလေးကအန်ဒီတောင်ကြီးမှာတွေ့ခဲ့ပူပါတယ်မင်းဒီလောက်ဆိုသဘောပေါက်ရောပေါ့ခုချိန်မှာအန်တီတို့မိဘတွေဘက်ကဘိုးကြီးစေရနိုင်နဲ့အန်တီသမီးကိုလက်ထပ်ပေးဖို့အတွက်အချိန်လေးကတော်တော်လေးကိုခရီးရောက်နေပြီမင်းမဘာနစ်နာမှုရှိတယ်လေအဲ့ဒီနစ်နာမှုအတွက်အန်တီဘက်ကထိုက်ထိုက်တန်တန်ဘာပြန်လုပ်ပေးရမလဲဒါကိုသိချင် ဒီမှာလေအနိသမီးဘယ်သူလဲဆိုတာလည်းကျွန်တော်မသိဘူးပြီးတော့အနိဘာလို့ဒီအထိတကူးတစ်ခါဓာတ်လာပြောနေလဲဆိုတာလည်းကျွန်တော်နားမလည်အနိတခုတော့သိထားလိုက်ပါအနိကျွန်တော်ကစစ်သားမိသားစုစစ်စစ်ပါလာစာရိတ်ခါပဲရတယ်ဆိုပေမဲ့တိတ်ခါတော့ရှိပါတယ်အနိအဲ့ငွေကြီးကြောင့်ပဲကျွန်တော်တို့မိသားစုလည်းပြိုဝဲခဲ့ရပြီးပါပဲဒါကြောင့်ကျွန်တော်ငွေဟိုမရှာဘဲနဲ့ကျွန်တော်တက်ထဲကိုလာခဲ့ရတာပါပြီးတော့ကျွန်တော်မှလည်းချက်သူရှိပါတယ်နိကျွန်တော်ချက်သူဟာတာမန်စစ်သည်တယောက်ပါပဲနိကျွန်တော်ချက်သူပဲကျွန်တော်ရွေးချယ်မှာပါ မင်းဟာလေအခွင့်အရေးရှိပါရဲ့နဲ့ပတ်စံရှိအတိုင်းဝိုင်းရလာတဲ့အရာရှိကိုလက်မထပ်ပဲရိုးရိုးတာမန်ရဲဘော်တယောက်ကိုအိမ်အောင်ဖက်အဖြစ်ရွေးမယ်ဆိုတာမင်းဟာရုပ်ရှင်ဆန်လုံးအကြီးမနေဘူးလားဟုတ်မှလည်းပြောပါမင်းကလေးရဲ့ဟမ် ကျွန်တော်မေမေငယ်ငယ်တုန်းကလည်းတထေးသားကိုမယူဘဲနဲ့တာမန်စစ်သည်ဖြစ်တဲ့ကျွန်တော်အဖေကိုပဲရွေးချယ်ခဲ့တာပါအနီကျွန်တော်ဆယ်ကျော်သက်ဘဝတုန်းကဘိုးကြီးပေါ်မှာကျွန်တော်ตายရခဲ့ကောင်ตายရနိုင်ပါတယ်နိဒါမဲ့အခုလက်ရှိမှာကျွန်တော်ဘဝအတွက်အကောင်းဆုံးဖြစ်မဲ့လူပဲကျွန်တော်ရွေးချယ်ပြီးပြီတကယ်လို့ဘိုးကြီးစေရနိုင်ကတက်တက်အောင်ချစ်ပါတယ်ဆိုရင်တော့မှအားနေတဲ့ကျွန်တော်ချစ်သူကိုပဲကျွန်တော်ရွေးမှာပါနေမေမေနဲ့တားရဲ့တွေ့ဆုံမှုဒါပဲလားမေမေရဲ့တားမေမေပေါ်မှာရိုင်းသွားခဲ့လားတားကိုမေမေမမတ်မိလဲတားကျင်နေပါတယ်မေမေတားကိုပြောတာတားရဲ့မမအတွက်ပဲမဟုတ်လားတားမတော့ပြီးထင်တယ်မေမေရဲ့အနိပေါ်မှာကာယကဝစီကမနောကတို့နဲ့ဒီမှာကျလို့မိခဲ့ကျွန်တော်ကလည်း
မေတို့ခေါ်ခွင့်မရလိုက်ဘူးမေမေတာမေမေရဲ့ချစ်တယ်မေမေတာကိုပြောရလိုက်တာတာမေမေကိုရဲချစ်တာလေမေမေတာမေမေကိုရဲလွှဲနေတာမေမေတာရဲခံစားရတယ်မေမေတက်အောင်ထူးဆန်းလိုက်တာဘာလို့များဒီလောက်ထိလာပြီးဆက်ပတ်သက်နေရတာလဲဒီကလေးမလေးငါ့ကိုကြည့်တဲ့အကြည့်တွေကတိမ်မွေးလိုက်တာဒီမျက်လုံးတွေကိုငါရင်းနှီးနေတယ်လို့ပဲပြီးတော့သူငါ့ကိုဘာလို့ထိုင်ကြတော့ရတာလဲအနိပေါ်ပါကာယကဝစီကမနောကတို့နဲ့ဒီမှာကျလို့ပြီးခဲ့ကျွန်တော်ကလို့ဖယားအပြစ်ကင်းတဲ့ကလေးတစ်ယောက်ကိုသမီးစောနဲ့ငါအနိုင်ယူလိုက်မိပြီလားကျွန်တော်ကစစ်သားမိသားစုစစ်ပါလာစာရိတ်ခါပဲရတယ်ဆိုပေမဲ့တိတ်ခါတော့ရှိပါတယ်အန်ဒီငါမိသားစုအသက်ဆုံးပြီးလို့ကြွေးချင်တယ်အရှက်ဆုံးပြီးတော့မမမေးချင်ဘူးကျွန်တော်မေမေငယ်ငယ်တုန်းကလည်းတာမန်စစ်တီဖြစ်တဲ့ကျွန်တော်အဖေကိုပဲရွေးချယ်ခဲ့တာပါအန်ဒီကိုဘာလုပ်နေရလဲဟာညီမတို့ရန်ကုန်သူတွေကသိမှာမဟုတ်ဘူးဒီမုံမြန်လေးတာအာမိဖို့မြန်မာတော့သိအောင်ဗောဒီချိန်ကိုဘာလို့မလို့လဲလို့မေးတာညီမနဲ့အကိုနဲ့နှစ်ယောက်တူတူမင်းတို့မြန်တွတ်တင်ကြမလို့ကိုကလည်းခတ်တော့တာပဲဒီချိန်ကြီးမှာဘာတွေလျှောက်လုပ်နေရလဲခုချိန်တော့ဆိုရင်လေအဖေနဲ့အမေဒီကိုလိုက်လာနေပြီလားဆိုညီမကတော့စိတ်တွေပူးလို့ညီမအကိုနဲ့ခိုးရလိုက်လာမှန်းတာသိရင်လေခုချိန်တော့ဆိုရန်ကုန်မှာမိုးမီလောင်နေပြီအဲ့ဒါအကိုသိရလားဟုတ်အကိုရှိတဲ့တက်ကိုလေစုံစမ်းပြီးတော့အဖေနဲ့အမေနဲ့လိုက်လာရင်ဘယ်လိုလုပ်မလဲကိုရဲ့လာပါကိုရဲ့ထဲဝင်ရအောင်ညီမရေပူတတ်ရန်ကိုရန်ကုန်မြို့နဲ့ဟိုဒီကစမ်းပြည်တောင်ပိုင်းပင်လုံမြို့ဆိုတာအဝေးကြီးပဲနော်ညီမအကူစိတ်ပူနေအဲ့ဒါမဟုတ်အကူဘာစိတ်ပူညီမလူမျိုးပြည်စုံချမ်းသာတဲ့တရေသမီးတယောက်ကအကူလိုအညာထရစစ်သားတယောက်ရဲ့ဘဝလေးကိုဝင်လာပြီဒီနေ့တစ်ချိန်မှာဗမန်သားတွေဒုက္ခရောက်တာတွေအစမပြေတာတွေနဲ့ကြုံလာခဲ့ရင်အခုတို့ဆက်ပြီးချစ်နိုင်ပါမလားဆိုတော့အကူစိတ်ပူတာမလေးဘုံတော့စကားတော်တက်မအကူစိတ်သာချညီမကလေအကူရဲ့ထာဝရပါရမီဖြည့်တဲ့ထာဝရအဖို့ကိုဘာမှမပူညီမစိတ်ချနော်ဟယ်လိုစီးရလားအန်တီပြောပါဗျအန်တီမင်းကိုမေးစရာရှိလို့ပါအန်တီဟိုမိန်းကလေးတစ်အောင်အကြောင်းကိုသိချင်တယ်အန်တီကိုတစ်ချက်လောက်ပြောပြပေးပါလားအဲ့ဒီတစ်အောင်ဆိုတဲ့မိန်းကလေးကဘယ်ရလဲဘသူလဲသူတို့ဗမာနေလဲအန်တီသိချင်လို့တစ်အောင်ကကျွန်တော်တပည့်မလေးပါအန်တီရဲဆောင်မှာကျွန်တော်စာတင်ပေးလာတဲ့ကလေးပါအရင်ကသူ့အဖေနဲ့ကျွန်တော်ကတက်ရင်နဲ့လေအခုတော့သူလည်းတက္ကသိုလ်ဝင်အောင်ပြီးတော့တ
တက်ထဲကိုရောက်နေပါပြီသူ့အဖေကဒုအရာခံဖို့ထုံးဦးပါ သူ့ရာခံဖို့ထုံးဦး ကျွန်တော်နဲ့တည်ရဲ့အချိန်တုန်းကတော့တက်ကြကြီးထုံးဦးပေါ့ ဒီပါဦးသူ့မှာအမေရှိလားသူ့အမေနာမည်ဘာတူလဲယင် သူ့အမေက နစ်သမီးလေးနစ်သမီးလေးပါလား ကိုကနှင်းစီထင်နေလိုမျိုးစိတ်တွေများပြီးရောက်ရက်ခက်နေလို့တရားမဟုတ်ပါဘူးကွာချစ်လျက်နဲ့ဝေးကွာနေကြတဲ့သူတွေအတွက်စေတနာတက်တက်နဲ့အားထည့်ပြီးကူညီနေတာပါ အဲ့ချစ်လျက်နဲ့ဝေးကွာနေတဲ့သူတွေထဲမှာကျမအမေတို့ပါလား အတိအကျပါတာပေါ့နှင်းစီကိုကိုမေးစရာတခုရှိသေးတယ်နှင်းစီတက်အောင်တည်လား သိရပေါ့သူကကျမတင်တန်းသူပဲလေနေပါဦး तू ကပါလေ तू ကရှင်နဲ့လည်းတည်နေတယ်ပြီးတော့သူ့ရဲ့ပုံစံကလည်းထူးခြားနေတယ်ပြီးတော့ရှင်ကကျမကိုတက်အောင်တည်လားလို့တခုတ်တည်းကမေးရလောက်တဲ့အထိ तू ကရှင်အတွက်ဘာထူးခြားနေလို့လဲ တည်ရဆိုနောက်ထပ်မေးစရာတခုရှိသေးတယ်တက်အောင်တည်ရဆိုလို့ရှိရင်ဦးထုံးခေါ်ဘိုးလေးထုံးကိုတည်လား ဦးထုံးခေါ်ဘူလေးထုံး ဟုတ်တယ် ရှင်မတို့ပြောရလဲဟိုကျမဖေကိုပြောရလားဟိုဘူလေးထုံးဆိုတာဟိုအရင်တော့ကလေတက်ချက်ကြီးထုံးကိုပြောရလား ဟုတ်တယ် तू ကနင်းစီရဲ့အဖေပဲနင်းစီခက်ခေါ်မေတ္တစာရဲ့အဖေတက်အောင်ခေါ်ခင်သစ္စာရဲ့အဖေပဲ ရှင်တကယ်ပြောနေရလားဘာဆိုတက်ဟောကျမညီမလေးပေါ့တက်ဟောမေတ္တာဆိုင်ညီမလေးခင်သစ္စာပေါ့ ခင်သစ္စာတွေကလေသူ့ဘဝတစ်လျှောက်လုံးသူ့အမကိုလိုက်ရှာနေရှာတာပြီးတော့သူကကိုယ့်ရဲ့ညီမလေးကိုတပည့်မလေးပါပဲကွာ ဟုတ်ကဲ့မရှိပါဘယ်ရပါလဲခင်ဗျာ ဟယ်လိုအကိုထုံးလာရင်ညီမကြည့်ပြခင်မှာအကို ကြ
ကြည်ဖြူခင်ဟုတ်မင်းဘာလို့ငါချစ်ကုန်းဆက်တာလဲ ညီမပြောမယ့်စကားတွေကိုအခုစိတ်အေးထားပြီးနားထောင်ပေးပါနော် ဟာအချိန်ဒီတော့ကြာခဲ့ပြီပဲကွာမင်းနဲ့ငါကြားမှာဘာဆက်ဆက်ပတ်သက်မှုများရှိသေးလို့လဲငါနဲ့ငါသမီးလေးတည်ငြိမ်နေတဲ့အချိန်မှာမင်းဘာဖြစ်လို့ပြန်ရောက်လာတာလဲ ညီမအခုနဲ့သမီးလေးကိုတောင်းပန်ခြင်းလို့ပါညီမကြောင့်အကိုနဲ့သမီးလေးတို့နာကျင်ခက်ခဲခဲ့ရတယ်ဆိုတာညီမသိပါတယ်အကိုရဲ့ညီမလေးအကိုနဲ့သမီးလေးကိုညီမဘယ်တော့မှမမေ့ခဲ့ဘူးအားကြောင့်မလို့ဒီနေ့ဒီချိန်ထိလဲအကိုနဲ့သမီးလေးကိုတွေ့ရဖို့အတွက်အမြဲတမ်းလိုက်ရှာခိုင်းခဲ့တာပါ ထားလိုက်ပါတော့ကွာထားလိုက်ပါတော့အခုငါဘာမှလဲငါဖုန်းနံပါတ်ဘာလဲဆိုတော့မင်းသိသွားပြီမင်းဘာလို့မလို့လဲ ညီမအကိုနဲ့သမီးလေးကိုတောင်းပန်ခြင်းလို့ပါဟုတ်အထူးသဖြင့်သမီးငယ်လေးကိုပေါ့ကျမသမီးငယ်လေးပေါ့မှာကျမဒီနေ့ဒီချိန်ဒီအမားတွေအများကြီးလောက်ခဲ့မိတယ်ကိုထုံးရဲ့ကျမသမီးလေးကိုတောင်းပန်ခြင်းတော့ပါမင်းနဲ့သမီးလေးတွေ့ပြီးသွားပြီဟဲ့လားဘယ်မှာတွေ့ကြမလဲ တွေ့ခဲ့ကျမအပြင်မှာတွေ့ခဲ့ပြီးပြီဒါပေမဲ့ကျမသမီးတယောက်အနေနဲ့မဟုတ်ဘဲနဲ့တစိမ့်တယောက်အနေနဲ့ပေါ့သမီးကြီးရဲ့အခြေအနေနဲ့ပတ်သက်ပြီးသမီးငယ်လေးပေါ့မှာတစိမ့်တယောက်လို့ကျမအထင်လွဲခဲ့မိတယ်ကိုထုံးရဲ့တစိမ့်တယောက်လို့လဲကျမရင်းရင်တီးတီးတွေပြောခဲ့မိတယ်ကိုထုံးရဲ့တစိမ့်တယောက်လို့လဲကျမသမီးလေးပေါ့မှာအနာယူလိုက်မိတယ်ကိုထုံးရဲ့ ဒီကိစ္စတွေသမီးလေးကဘာဖြစ်လို့ငါ့ကိုပြန်မပြောရတာလဲအခုမင်းပြောမှငါသိလိုက်ရတာအေးလေဘယ်ပြောပါမလဲငယ်လေးတွေကရှင်ထဲမှာဒဏ်ရာတွေနဲ့ကလေးဟာရာရာကိုမျိုးသိပ်ပြီးจิตခံစားနေပြီပေါ့ ကျမကိုကြိုက်တယ်လို့ပြောပါကိုထုံးရဲ့ကျမအလုံးညတောင်းမှန်ပါတယ်နော်ကျမတောင်းမှန်ပါတယ် မင်းတောင်းမှန်ချင်းငါ့ဘာတောင်းမှန်လဲတပီးလေးကိုတောင်းမှန်လိုက်မင်းတို့အတိုင်းဝိုင်းကလွန်ကျူးခဲ့တဲ့လုပ်ရတဲ့ကြောင့်ငါတပီးလေးရဲ့ရင်ထဲကဒဏ်ရာတွေကိုတတ်တာလုပ်ပေးကြပါကွာ ကျမနဲ့သမီးကြီးอ่ะကျမတို့မိသားစုလေးပြန်ဆုံမဲ့ရေကိုမျှော်လင့်နေတာပါကိုထုံးရေဟိုလေအကိုသမီးလေးတင်နှန်းကြောင်ရှိတဲ့နေရာလာခဲ့လိုက်ပါလားရန်ကုန်မှာညီမတို့မိသားစုလေးပြန်ဆုံကြမယ်လေအဲ့လိုပြန်ဆုံတဲ့အချိန်ကျရင်အကိုအားလုံးကိုတည်သွားမှာအကိုအားလုံးကိုနားထဲသွားမှာပါအကိုရဲ့အကိုရန်ကုန်လာခဲ့လိုက်ပါနော်ညီမတို့စောင့်နေပါမယ်နော်ကိုနော်လာခဲ့ပါနော် ကောင်းပြီလေငါစဉ်းစားမယ်ဒါပေမဲ့မသိတော့မပြောလဲနဲ့တန်ရာဆိုတာဖြစ်ထားတာကြာရင်မြုံနေတတ်တယ်ပျောက်ဖို့ရတယ်ချိန်ကြာတတ်တယ်မင်းသဘောပေါက်ပါဒါပါပဲ အကို ပန်းလေးတွေကလှလိုက်တာကွယ်
အယောင်လေးရဆုံးတန်မိုးကကြီးနေရှင်ထဲကိုလန်းဆန်းသွားတာပဲ ပန်းလေးတွေကိုချစ်တတ်အောင်အလေးထားတတ်အောင်ရမစီရပဲတင်ယူခဲ့ရပါဝေးကွာနေတဲ့ပန်းလေးတွေကိုဖဲကြိုးလှလှလေးနဲ့စုံစည်းပေးတယ်ချစ်ရတဲ့သူတွေအတွက်ဆုတောင်းပေးတယ်အဲ့လိုမျိုးလှပတဲ့အကျင့်လေးတွေညီမလေးမျက်နှာကြရကြပါပြီအဲ့လိုလုပ်လိုက်လို့ရှိရင်စိတ်ထဲမှာကြည်နူးပြီးတော့အေးချမ်းလို့ကြောင်းထဲကပန်းမင်လေးတွေမှာဖဲကြိုးလေးတွေနဲ့တောင်ပြည့်နေပြီချစ်ရတဲ့သူတွေဝေးကွာရတဲ့အခါအကောင်းဆုံးလွမ်းဖြည့်စေရဟော်ရီပန်းလေးတွေရဲ့စုံစည်းမှုပေါ်ညီမလေးအော်ဟိုမှာမရဲ့ညီမလေးတော့ရောက်လာပြီကျောင်းသားနံပါတ်16ဒီလာသတင်းပို့ဖို့ဆိုပြီးခေါ်လာတာညီမလေးတော့ရမယ်နော်တယောက်လုံးမြင်လာတော့နှုတ်မဆက်ပဲထွက်သွားတော့မလို့ညီမလေးခင်သစ္စာညီမလေးရဲ့အချစ်ဆုံးမှမေသစ္စာပါညီမလေးမ
သမီးငယ်လေးပေါ်မှာမားတွေများလေးလုံခဲ့မိတယ်သမီးလေးပေါ်မှာလည်းမင်းနေတီတီတွေအများကြီးပြောခဲ့မိတယ်သမီးလေးမင်းကိုစိတ်နာတော့လားမင်းတို့မိသားစုလေးကကောင်းလို့ခုမှပြန်ဆုံးကြမှာလေသမီးလေးပြီးခဲ့တဲ့နေ့တွေမင်းမားလေးတွေမင်းတောင်းမှပါတယ်သမီးရဲ့မင်းကိုခွင့်လို့ပြီးတော့သမီးနော်သမီးကလေးနော်မမေသားကိုတောင်းပန်စရာမလိုပါဘူးမမေရဲ့တကယ်နဲ့တနာဖို့ကောင်းတာဖေပါဖေရလေဘသူ့ကိုမှအဖြစ်မတင်ပဲနဲ့သူတယောက်တည်းအထီးကျန်သွားဖြတ်သန်းလာခဲ့ရတာမမေရဲ့ညီမလေးဟုတ်ဖေဒီကိုလာမယ်မလားရဲ့မမဖေကိုအရန်တွေးချင်နေဟာညီမလေးသမီးမမေအမားလေးအားလုံးအတွက်သမီးဖေနဲ့သမီးလေးနဲ့မမေတောင်းမှချင်တာမှသမီးရဲ့မမေအတားကြီးခဲ့မိတယ်ငွေမျက်နှာတစ်ခုတည်းကြည့်ပြီမမေတို့ပြောစရာကောင်းတဲ့ဒုက္ခအရေးမျိုးလေးကိုမမေဖြုတ်ခွဲခဲ့မိတာသမီးလေးမမေလေးအခုမမေတို့ရဲ့ပြောစရာကောင်းတဲ့ကဘာလေးကိုမမေတို့ပြန်တိဆောက်ကြမယ်မမေစူးစမ်းမယ်သမီးဖေကိုလည်းလေမမေအမားတွေတော့မမေတောင်းမှမားသေးတာသမီးမမေကိုခွင့်လို့ပေးတော့သမီးတော့ကွဲသွားခဲ့တာကြားခဲ့ပြီဆိုတော့ပြန်ပြီးတိဆောက်ဖို့အတွက်ကလည်းခြေယူအောင်မှာတော့ကြည့်ခင်ညီမအမားတွေအများကြီးလုပ်ခဲ့တယ်ဆိုပေမဲ့အကိုချီအောင်တထက်တဲ့နေမဲ့အကိုသမီးကြီးရဲ့ဆန္ဒတွေကိုညီမလိုက်ရောပေးခဲ့တယ်နော်သမီးကြီးအဲ့ဒါညီမရင်ထဲမှာအကိုရှိနေသေးတယ်ဆိုတဲ့တတ်တည်ပဲလေအကိုရဲ့ညီမအမားတွေအတွက်ညီမအကိုရှစ်ခိုးပြီးတောင်းမှပါတယ်အကိုရဲ့ခွင့်လို့ပေးပါအကိုရဲ့နော်ကိုနော်သမီးကြီးအတွက်ငါတို့ဂုဏ်ယူတယ်ငါရဲ့တစ္ဆာမျိုးဆက်တစ်ခုအတွက်ဟောချင်တယ်ပါတမလို့ညီမနဲ့အောင်ဆိုတော့လေငယ်လေးတွေကဂရိရထားခဲ့ကြတာဖေရဲ့တစ်ချိန်ကြာလို့ရှိရင်ဖေမူစက်ခံမဲဆိုပြီးတော့စိတ်ချင်းဆက်ပြီးတော့ဒိတ်ထန်ထားခဲ့ကြနော်ညီမလေးဟုတ်တယ်ဖေရဲ့ဖေသားတို့မိသားစုဘွားလေအရင်လိုပြန်နေလို့ရတယ်မလားဖေသမီးရဲ့ဖြစ်ပေါ့ချိန်ဒီအများကြီးရှိပါသေးတယ်သမီးတို့ညီမနှစ်ယောက်ပြန်ဆုံကြတယ်ဆိုတဲ့အနေထားလေးတွေဘယ်လိုလဲရှင်းလိုက်ပါခဲ့သမီးဝီတော့ခွင့်ပြုပါတော့ကြည့်ပြီခင်ကျွန်တော်တို့မိသားစုပြန်ဆုံနိုင်မဲ့ရန်ကုန်လေးတစ်ခုတော့ကျွန်တော်ပဲရွေးခွင့်ပေးပါတိုင်းပြည်ကရှေ့ကရတာသက်ဆက်ပါဝဲ
ပေးဆိုင်ချင်တဲ့ဝိုင်းဝန်းတိုင်းသူကြီး